ဆေးဖက်ဝင်လက်ဖက်ရည်များ၏အကျိုးကျေးဇူးများဆင်နမွန်တီတစ်ချက်ပိုးလက်ဖက်ရည်သွေးတွင်းတကြားတဲ့မြင့်တက်မှုကိုလျှော့ချပေးပြီးစီးချိုယောဂရှိသူတွေအတွက်အထူးသင့်လျော်ပါတယ်လင်ဒန်တီဖျားနာခြင်းနဲ့အေးမိခြင်းတွေအတွက်တင့်ကိုနှွေးထွေးတဲ့အထီတွေနဲ့တက်တာစီမှာပါမင့်တီပူရီနာလက်ဖက်ရည်အစာမကြေတာနဲ့ဘိုင်းအောင်ပိုင်းတာစစ်တာတွေကိုမိနစ်ပိုင်းအတွင်းဖြည့်ရှင်ပေးပါတယ်ဒန်ဒီလိုင်ယန်တီနေကြပန်းတွေလက်ဖက်ရည်ဘိုက်ပွားဘိုက်ကေတာနဲ့ခန္ဓာကိုယ်ရောင်ရမ်းလာတွေကိုတက်တာစီပါတယ်ဟီဘစ်ကတ်တီခေါင်ရမ်းပန်းလက်ဖက်ရည်ထွေးတိုးကြစေဖို့အတွက်ကောင်းဆုံးတဘာဝစီးတစ်ခွက်ပါလက်ဗင်ဒါတီညဘက်အိမ်မပြောတဲ့တူတွေအတွက်ချိုမီနဲ့အိတ်ဆက်ခြင်းကိုဖော်ဆောင်ပေးပါတယ်ခမ်မိုမိုင်းတီစိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီးစိတ်ကိုအေးချမ်းစေပါတယ်ဂျင်ဂျာတီဂျင်းလက်ဖက်ရည်ခန္ဓာကိုယ်ရဲ့ကိုယ်ကန်စားကိုမြင့်တင်ပေးပြီးယောဂဗျာတွေကနေကာကွယ်ပေးပါတယ်ဖန်နယ်တီစမုံစပါးလက်ဖက်ရည်ကျွမ်းမနာကျင်တာနဲ့ပိုက်ရတာတွေကိုတက်တာစေပါတယ်ထိုင်းတီချောင်းဆိုးတာနဲ့လေးပြုံးရောင်တာတွေကိုမြ мян ဆက်ဆန်းပျောက်ခင်းစေပါတယ်လက်မန်ဘမ်တီစိုးရိမ်ပူပန်မှုနဲ့ထိတ်လန့်လှုပ်ရှားမှုတွေကိုပြေလျော့စေပြီးစိတ်တည်ငြိမ်စေပါတယ်နက်တယ်တီတန်တက်ကျွယ်ဝါလို့ခန္ဓာကိုယ်ကိုအင်အားပြေဝစေပြီးကျန်းမာလှပစေပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဒီလက်ဖက်ရည်တွေကိုတင်းရဲ့နေစဉ်ဘဝမှာတောက်သုံးပေးခြင်းဖြင့်ပုံမူကောင်းမွန်တဲ့လူနေမှုပုံစံကိုပိုက်ဆိုင်နိုင်ပါတယ်